စကားထဲမှာစကားချင်းနေနဲ့ပဲပြောမယ်ဆိုရင်ကျမတရားရဲ့ခါစားချက်ပေါ့နော်စကားထဲမှာဆိုရင်အများအပြည့်အေးတွေအကြဖက်မှုတွေခါရဆိုတာကိုတိုင်လည်းခါစားနေရပေါ့နော်အဲ့ဒါတွေကြောင့်လည်းပဲစိတ်ဖိစီးမှုတွေလည်းများတယ်ပြီးတော့အခုတလောက်မှလည်းဘလဲရေခါတော့ဘာတော့အမျိုးတွေပြတ်တော့မယ်ပြောတာကြတော့ပို့ပြီးတော့ခါစားပေါ့နော်စိတ်ဖိစီးမှုတွေဖြစ်တယ်စိတ်ဖိစီးမှုတစ်ခုဖြစ်လာတယ်လို့ခါစားပေါ့နော်အဲ့လိုလဲဆိုအလောက်ကလည်းနေရတိတ်မရှိတော့စိတ်ပေးပါအနာကအတွက်ပေါ့နော်အရာကိုတွေးရတယ်ဘလို့စလဲရတည်ရမလဲနောက်ပြီးတော့တချို့ဆိုလဲပြောကြတယ်ကြောက်ကလေးကြောတွေလဲပိတ်တော့မယ်စိတ်ခါတွေလဲအခမဲ့တက်ခွေးမရတော့ဘူးစင်းရုံသွားတာတော့ဘာလို့ဆိုလဲအခမဲ့သွားလို့မရတော့ဘူးဆိုတော့ကျမတို့အတွက်လဲအရာစိတ်လေးပေါ့နော်အဲ့တခုအတွက်ဆိုဘာလဲတော်စိတ်ပေးပါရပေါ့နော်